ဗမာမမရရှိနိုင်တဲ့အိမ်လုံးပစုံမုတ်၃မျိုးအားလုံးပဲမင်္ဂလာပါထုံဝံပရိသတ်များနှစ်သက်မှာပျော်ရွှင်ပါစေရှင်ဒူရင်ဒီကောင်းမုတ်တွေကိုတော့စားဘူးကြပေမယ့်အရသာရှိတဲ့ပစုံကောင်းမုတ်ကိုတော့စားဘူးကြမှာမဟုတ်ပါဘူးအရသာရှိတဲ့ပစုံကောင်းမုတ်ကိုပြုလုပ်ဖို့အတွက်လွယ်ကူလွန်းတဲ့နည်းလမ်းလေးကိုအခုဗီဒီယိုမှာပဲအလင်းအမြန်ပြောပြပေးပါမယ်အချိန်10မိနစ်ပေးရုံနဲ့ဗမာမမရနိုင်တဲ့အရသာတစ်ကိုအိမ်မှာကိုယ်တိုင်လှုပ်ရှားနိုင်မှာဖြစ်လို့အတွေးမမှားပါနဲ့နော်အရင်ဆုံးအခွန်ချွတ်ပြီးသားပစုံအသားတွေကိုရေနဲ့တေချာစိတ်ပြီးသွားတဲ့အခါမှာအခုလိုမျိုးအိုးထဲမှာစားထည့်ကပစုံလေးတွေရဲပြီးကွေးနေတဲ့အနေထားထိရအောင်ပြုတ်ထားလိုက်ပါကျက်သွားတဲ့ပစုံတွေကိုအရသာနဲ့နှဲဖို့စပြီးပြုတ်လို့ရပါပြီအရသာရှိပြီးလူတိုင်းကြိုက်နှစ်သက်တဲ့မယောနီစ်နဲ့ခရမ်းချင်သည့် sauce အပြင်ပစုံဥလေးတွေကိုပြုတ်ပြီးလို့ကျက်သွားတဲ့ပစုံလေးတွေနဲ့အာဘာဒီယာနှက်ဆောင်မှွေထားလိုက်ပါနော်ပေါဝင်ပစ္စည်းတွေကရိုးရှင်းပေမဲ့စားလို့ကောင်းမှအသေးချပါပဲရှင်ပြီးတဲ့အခါမှာတော့အသင့်ထုတ်ဖြစ်ဝယ်လို့ရတဲ့ဖတ်ထုတ်ရွက်အရှိတွေထဲကိုနေထားတဲ့ပစုံနှစ်တွေထည့်ပြီးအခုလိုကောင်းပုံလေးရအောင်သေချာအုပ်လိုက်ပါပြီးတော့တဲ့အခါမှာတော့စီပူပူထဲမှာသေချာလေးထည့်ကြော်လိုက်ပါအကြော်လေးတွေအရောင်ပြောင်းလာပြီးဆိုရင်စပြီးချလို့ရပါပြီရှင်ဒါဆိုရင်တော့အနက်အရသာနဲ့ပြည့်စုံတဲ့ပစုံကောင်းမုတ်လေးရရှိသွားပြီဖြစ်ပါတယ်နော်ဆံမုတ်ပြားနဲ့လေအကောင်းဆုံးပစုံကော်ဖတ်ထုတ်လေးပြုတ်လို့ရတယ်ဆိုတာကိုသိပြီးကြပြီလားရှင်အရသာရှိတဲ့ကနန်းကော်ကြော်လိုမျိုးပစုံကော်ကြော်ကိုလေဗီယက်နမ်ဆံမုတ်ပြားနဲ့အလွယ်တကူလုပ်လို့ရပါတယ်အရင်ဆုံးပစုံလေးတွေကိုရေနဲ့ဆေးပြီးအခွန်ချို့ကောင်းဖြုတ်ကောင်အသားလေးတွေပဲယူပြီးတဲ့အခါမှာအားလုံးကိုကြိတ်ထားလိုက်ပါပစုံအသားလုံးလေးတွေကိုမကြည့်တကြည်ရရှိလာပြီဆိုရင်တော့အရသာမုတ်တွေကိုစပြီးထည့်လို့ရပါပြီစားနဲ့ငရုတ်ကောင်းခပ်ပါးပါးလေးကိုထည့်ပြီးကျွတ်သွမိတ်အနှဲငယ်ထည့်ကောင်အားလုံးကိုရောနေလိုက်ပါပြီးတဲ့အခါမှာတော့ဗီယက်နမ်ဆန်မုတ်ပြားအလဲကိုထည့်ပြီးအပေါ်ကနေစီတုတ်ကထပ်ထည့်လိုက်ပါဒါဆိုရင်တော့စီပူပူထဲမှာထည့်ကြော်လို့ရမယ့်အနေထားဖြစ်ရင်ရပြီရှင်နောက်ဆုံးမှာတော့ကော်မုတ်လုံးဝမပါတဲ့ခနန်းကော်ကြော်လိုမျိုးစီးပိုင်ပြီးစားလို့ကောင်းတဲ့ပစုံဆန်မုတ်ကော်ကြော်လေးကိုရရှိပြီဖြစ်ပါတယ်အရသာရှိပြီးဝါလို့ကောင်းမဲ့ဘီယာအမီလုံးရင်အသင့်တော်ဆုံးပစုံကော်ကြော်ဆန်မုတ်ပြားလေးကိုပြုတ်လောက်ပြသွားတာပဲဖြစ်ပါတယ်နော်ဝါလို့ကောင်းတဲ့အလွယ်ဆုံးပစုံအာလူမုတ်လေးပြုတ်လောက်ပြပါမယ်အရသာကောင်းပြီးဘီယာနဲ့မီးလေအသင့်တော်ဆုံးဖြစ်လို့အိမ်မအလွယ်တကူလှုပ်ရှားနိုင်အောင်ခုလိုပဲဖော်ပြလိုက်ပါတယ်အရသာရှိတဲ့ပစုံအာလူမုတ်လေးကိုပြုတ်လုပ်ဖို့အတွက်အရင်ဆုံးအာလူအချက်ကောင်းကောင်းတွေကိုပုံလှလှလေးဖြစ်အောင်လှီးထားဖို့လိုပါတယ်ပြီးတဲ့အခါမှာတော့အာလူတွေကိုအလွယ်တကူကွေးဆန့်ပြုတ်လုပ်လို့ရအောင်လို့စားနဲ့တေချာလေးနေပြီးတော့ရင်နွေးလေးနဲ့စိန်ထားပေးလိုက်ပါပြီးတဲ့အခါမှာတော့ပစုံအတွက်လေပစုံအသားတွေကိုအကုန်ချိတ်ပြီးရင်ပြောင်းမှုစေးနဲ့မုံလောင်းနီတို့ကိုထည့်ပြီးအားလုံးကိုစားနဲ့ငရုတ်ကောင်းထည့်ကနေထားလိုက်ပါပြီးရင်တော့အာလူပြားတွေအပေါ်မှာတင်ပြီးရင်တောချထိုးရံနဲ့ထိုးကောင် air fryer ထဲမှာထည့်ကြော်လိုက်လို့ရပါပြီနောက်ဆုံးမှာတော့အမြင်နဲ့တင်အနက်ရောအရသာပါရမယ့်ပစုံအာလူမုတ်လေးရရှိပြီပဲဖြစ်ပါတယ်အခုတင်ဆက်ပေးခဲ့တဲ့ဟင်းလျာတွေထဲမှာပရိသတ်တို့ရဲ့အကြိုက်တွေ့စေမယ့်ဟင်းလျာတွေရှိရင်လည်း comment မှာပြပြခဲ့ပါအောင်ရှင်ဆုံးနေကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးလွယ်ကူရုပ်ရှင်နဲ့မုံလုံးနည်းတွေအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ပြီးအားပေးခဲ့ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ